trading ဆိုတာ indicator တွေအများကြီးကိုချက်ပေါ်မှာ social account လို့တင်ထားရတာမဟုတ်ဘူးကျမတို့တော်တော်များများရှုံးနေရတဲ့အဓိကအကြောင်းရင်းကဈေးကွက်ရဲ့အခြေခံလို့ခေါ်တဲ့ market structure ကိုသိချမှမြင်လို့ပဲဖြစ်ပါတယ် indicator တွေကဈေးနှုန်းဖြစ်ပြီးမှနောက်ကနေပြီးတော့လိုက်လာတာ market structure ကတော့ဈေးကွက်ရဲ့တကယ်အရွေးကိုရှေ့ကနေပြီးတော့လမ်းပြပေးနေတာဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုမှာကတော့ဈေးကွက်ကိုအမှန်ကန်ဆုံးဖတ်တတ်စေမယ့် market structure အကြောင်းကိုအသေးစိတ်ပြောပြပေးသွားပါမယ်ဈေးကွက်တွေကဈေးနှုန်းတွေကဘယ်တော့မှမင်းဖြောင်တိုင်းမသွားဘူးပေါ့နော်။အဲ့ဒီလိုပဲအထက်ကျပုံစံနဲ့သွားတာအဲ့လိုမျိုးသွားနေတဲ့အခါမှာဈေးနှုန်းကအမြင့်ပိုင်းတွေနဲ့အနိမ့်ပိုင်းတွေကိုဖန်တီးသွားပါတယ်။အဲ့ဒီအမှတ်သားတွေကိုကြည့်ပြီးတော့ဈေးကွက်ကဘယ်ကိုဥတည်နေလဲ။ဘယ်ချိန်မှာလမ်းကြောင်းပြောင်းမှမလဲဆိုတာကို market structure လို့ခေါ်တာပါ။ဒါကိုနားလည်တော့ရဆိုလို့ရှိရင်တော့မိတ်ဆွေကဈေးကွက်ရဲ့နောက်ကနေပြီးတော့အမော်တကောလိုက်ရတဲ့သူမဟုတ်တော့ဘဲနဲ့ရှေ့ကနေပြီးတော့စောင့်လိုက်တဲ့သူဖြစ်ပါလိမ့်မယ်။ဒီနေရာမှာကျမတို့အရင်ဆုံးနားလည်ထားမှာက height နဲ့ low point တွေပါဈေးနှုန်းကအပေါ်ကိုတက်သွားပြီးတော့ပြန်ချမှာဖြစ်ချန်ခဲ့တဲ့ထိပ်သီးမှတ်ကို height အမြင့်လို့ခေါ်ပြီးတော့ဈေးနှုန်းကအောက်ကိုဆင်းသွားပြီးတော့ပြန်အတက်မှာဖြစ်ချန်ခဲ့တဲ့အောက်ခြေမှတ်ကိုတော့ low အနှိမ့်လို့ခေါ်ပါတယ်hike ဆိုတာကဈေးနှုန်းကအရှိန်နဲ့တက်လာပြီးတော့အဝယ်သမားတွေထက်အယောင်သမားတွေကပို့ပြီးတော့အားကောင်းလာတဲ့အမှတ်အသားပါဈေးနှုန်းကအဲ့ဒီအမှတ်ကိုရှောက်ရင်စံမတက်နိုင်တော့ဘဲနဲ့အောက်ကိုပြန်ပြီးတော့ခောက်ဆင်းသွားတတ်တယ်ချက်ပေါ်မှာကြည့်ရင်တောင်ထိပ်လေးတွေလိုပုံစံမျိုးမြင်ရလိမ့်မယ်ပေါ့နော်အဲ့ဒီတောင်ထိပ်လေးတွေကို hike လို့ခေါ်တာပါlow ဆိုတာကကြတော့ဈေးနှုန်းကကျဆင်းလာပြီးတော့အယောင်သမားတွေထက်အဝယ်သမားတွေကပို့ပြီးတော့အားကောင်းလာတဲ့အမှတ်ပါဈေးနှုန်းကအဲ့ဒီအမှတ်ကိုရောက်ရင်စက်မကြတော့ဘဲနဲ့အပေါ်ကိုပြန်ပြီးတော့ quick တက်သွားတတ်တယ်ချက်ပေါ်မှာကြည့်ရဆိုလို့ရှိရင်နော် Taiwan လိုမျိုးလေးမြင်ရပါလိမ့်မယ်ပေါ့နော်အဲ့ဒီအောက်ခြေ bottom လေးတွေကို low လို့ခေါ်ပါတယ်market structure ကိုဖတ်တတ်ဖို့ဆိုလို့ရှိရင်ဒီ key point ၄ခုကိုတည်ထားဖို့လိုပါတယ်နံပါတ်1ကတော့ higher high HH ပေါ့နော် higher high ဆိုတာကကြတော့ဈေးကွက်မှာအဝေးအားအရန်ကောင်းနေတာကိုပြတဲ့လက္ခဏာဈေးနှုန်းကအရင်ကအမြင့်ဆုံးဖြစ်ခဲ့တဲ့နေရာကိုကျော်ပြီးတော့နောက်ထပ်အမြင့်အသစ်တစ်ခုကိုတည်ဆောက်လိုက်တာဖြစ်တယ်မိတ်ဆွေအနေနဲ့ဒါကိုကြည့်ပြီးတော့ဈေးကွက်ကအပေါ်ကိုဆက်သွားခြင်းနဲ့စံတာရှိနေရဲဆိုတာကိုအတည်ပြုနိုင်တဲ့အမှတ်တစ်ခုကအရင်အမှတ်ထက်ညှိနေတဲ့တွေဒါကအတက်လန်းကြောင်းခိုင်မာနေစေပဲလို့မှတ်ယူလို့ရပါတယ်နံပါတ်2 higher low HLဒီအမှတ်ကတော့ trader တွေအဝင်ဆုံးနေရာဖြစ်ပါတယ်ဈေးနှုန်းကအမြင့် higher high ကိုရှောက်ပြီးတော့နည်းနည်းလေးပြန်ကျလာတတ်တယ်ဒါပေမဲ့အဲ့လိုမျိုးပြန်ကျလာတဲ့အနှိမ့်ပိုင်းကအရင်ကဖြစ်ခဲ့တဲ့အနှိမ့်ဆုံးနေရာထက်ပိုမြင့်တဲ့နေရာမှာတင်ရွှက်ပြီးတော့ပြန်တက်သွားတယ်ပေါ့နော်ဒါကိုကြည့်ရဆိုလို့ရှိရင်အောက်ဈေးမှာဝယ်စင်တဲ့သူတွေကအရင်ကထက်ပိုများလာပြီးတော့ဈေးကိုလည်းအောက်ကျမခံတော့ဘူးဆိုတာကိုသိနိုင်တယ် uptrend တစ်ခုမှာ HL အမှတ်ကိုမှန်ကန်ရှာတတ်ဖို့ဆိုတာကမိတ်ဆွေတို့အမြတ်ရဖို့တော့ချက်ပဲလို့ပြောလို့ရပါတယ်နံပါတ်3ကတော့ lower high .hဒီအမှတ်ကတော့ဈေးကွက်ကအားနည်းလာပြီဆိုတာကိုပြတာဈေးနှုန်းကပြန်တက်ဖို့ကြိုးစားရဆိုပေမဲ့အရင်ကဖြစ်ခဲ့တဲ့အမြင့်ဆုံးအမှတ်ကိုမကြုံနိုင်တော့ဘဲနဲ့နေတဲ့နေရာမှာပြန်ကျသွားတာမျိုးပေါ့နော်ဒါကအဝယ်သမားတွေရဲ့အားကုန်ခန်းလာပြီးတော့အယောင်သမားတွေကဈေးကွက်ကိုစပြီးတော့ဖိချုပ်ဖို့ကြိုးစားနေပြီဆိုတဲ့တတိပိချက်လည်းဖြစ်တယ်မိတ်ဆွေအနေနဲ့ LH ကိုစက်တိုက်မြင်လာရပြီဆိုလို့ရှိရင်အဝယ်ဘက်ကနေထုတ်ဖို့กินရတော့မင်းလို့တတိထားဖို့လိုလာပါတယ်နံပါတ်4ကတော့ lower low LLဒိုဝါလုံးဆိုတာကကြတော့ဈေးကွက်ကအကြဘက်ကိုတည့်ရဝင်ကူးသွားပြီးဒါမှမဟုတ်အကြလန်းကြောင်းဆက်သွားနေတာကိုပြရပါတော့ဈေးနှုန်းကအရင်ကအရင်ဆုံးအမှတ်အသားတွေကိုရိုက်ချိုးပြီးတော့ပုံနေတဲ့နေရာတွေကိုဆင်းသွားတာပေါ့ဒါကရောင်းအရင်များနေပြီးတော့ဈေးကွက်ထဲမှာကြောက်စိတ်ကစိုးမိုးနေတာမျိုးလည်းဖြစ်နိုင်တယ်မိတ်ဆွေအနေနဲ့ LL တွေကိုဖြစ်ပေါ်နေတဲ့အချိန်မှာဇို့အတင်းဝင်ဝေတာမျိုးကိုရှောင်းရမှာဖြစ်တယ်ပေါ့နော်ဒီအမှတ်၄ခုကဈေးကွက်ရဲ့လာရကိုပြောပြနေတဲ့စကားလုံးတွေဖြစ်တယ်ဒီစကားလုံးတွေကိုမိတ်ဆွေကစနစ်တကျဖတ်တတ်သွားပြီဆိုလို့ရှိရင်ဈေးကွက်ကဘာတွေဆက်လုပ်တော့မယ်ဆိုတာကိုကြိုပြီးတော့ခက်မှန်ရအောင်တွေ့ကောင်းပါလိမ့်မယ်အပေါ်ကအမှတ်တွေကိုကြည့်ပြီးတော့ဈေးကွက်ကို၃မိုင်းခွဲခြားနိုင်တယ်မိတ်ဆွေအနေနဲ့ HH နဲ့ HL တွေစတိုက်ဖြစ်နေရကိုမြင်ရင်ဒါက uptrend လို့အဝယ်ဘက်ကနေပဲအခွင့်အရေးရှာဖို့လိုပါတယ်တကယ်လို့ LH နဲ့ LL တွေစတိုက်ဖြစ်နေရဆိုလို့ရှိရင်တော့ဒါက downtrend ဖြစ်လို့အယောင်ဘက်ကိုပဲအာရုံစိုက်ရမှာပါဒါပေမဲ့ဈေးနှုန်းကအမြင့်တွေအနေတွေအဆင့်တူနေပြီးတော့ဘေးတိုက်သွားနေတယ်ဆိုလို့ရှိရင်တော့ဒါက sideways ဖြစ်နေတာမို့လို့ဈေးကွက်ကလာရတခုကိုရွှေ့ချဲတဲ့အထိစောင့်ကြည့်ဖို့လိုပါတယ် structure အမှတ်တွေကိုသိပြီးဆိုတော့တကယ် electric trade နေရာမှာအရေးအကြီးဆုံးဖြစ်တဲ့ BOS နဲ့ CHOCH charge အကြောင်းကိုဆက်ပြီးတော့သွားပါမယ် BOS breakout structure ဆိုတာပါတယ် BOS ဆိုတာကကြတော့လက်ရှိသွားနေတဲ့ trend တစ်ခုပို့ပြီးတော့ခိုင်မာသွားတာကိုဆိုလိုတာဥပမာ trend တစ်ခုမှာဈေးနှုန်းကအရင်ကအမြင့်ဆုံးဖြစ်ခဲ့တဲ့ HH အမှတ်ကိုကျော်ပြီးတော့နောက်ထပ် HH အသစ်တစ်ခုထပ်လုပ်နိုင်တာကို BOS ဖြစ်တယ်လို့ခေါ်ပါတယ် down trend မှာလည်းဒီလိုပဲဈေးနှုန်းကအရင်ဖြစ်ခဲ့တဲ့ LL ကိုဖောက်ပြီးတော့နောက်ထပ် LL အသစ်တစ်ခုကိုထပ်လုပ်နိုင်တာကို BOS လို့ခေါ်ပါတယ်
ဒီလိုမျိုး POS တွေတစ်ခုပြီးတစ်ခုစက်တိုက်ဖြစ်နေတဲ့ရွေးအဲ့ဒီ trend ကအားကောင်းနေစေဖြစ်ပြီးတော့ရှေ့ကိုဆက်သွားနေတော့မယ်လို့သတ်မှတ်နိုင်တယ်ပေါ့နော်ဒါကြောင့် POS ကိုမြင်နေဆိုလို့ရှိရင် trend dive fight ဖို့ပြင်ဆင်ရပါမယ် CHOCH chain of character ဆိုတာပါလေဒါကတော့ trader တိုင်းတတိထားမဲ့အရေးအကြီးဆုံးအလဲပြောင်းမှာ short ဆိုတာကကြတော့ trend တစ်ခုလမ်းကြောင်းပြောင်းတော့မယ်ဆိုရင်ပထမဦးဆုံးတတိပေးချက်ဖြစ်ပါတယ်ဥပမာ up trend မှာသွားနေရင်ဈေးနှုန်းကနောက်ဆုံးခေတ်ခဲ့တဲ့အနှိမ့်ပိုင်း HO အမှတ်ကိုအောက်ဘက်ဖောက်ဆင်းသွားတာမျိုးပါဒါကို character ပြောင်းသွားပြီးလို့သတ်မှတ်တယ်ဒီလိုဖြစ်လာပြီဆိုလို့ရှိရင်အတက်ကနေပြီးတော့အကြဘက်ကိုပြောင်းတော့မယ်လို့ယူဆနိုင်ပြီးတော့ aware position တွေကနေပြီးတော့ trap ဖို့ခင်စရမှာဖြစ်ပါတယ် down trend မှာလည်းဒီလိုပဲဈေးကျနေရင်ဈေးနှုန်းကနောက်ဆုံးဖြစ်ခဲ့တဲ့အနှိမ့်ပိုင်း LL အမှတ်အောက်ဘက်ကိုဖောက်ဆင်းသွားတာမျိုးပါဒါဆိုလို့ရှိရင်တော့အဲ့ဒီဖောက်ထွက်သွားတဲ့နေရာကို chain for corridor CHOCH charge ဖြစ်သွားတယ်လို့ယူဆနိုင်ပါတယ်အလွယ်ဆုံးမှတ်ထားမှာက POS ဆိုတာက trend တစ်ခုတည်နေနေရာကိုပြရဖြစ်ပြီးတော့ charge ကတော့ trend တစ်ခုလမ်းကြောင်းပြောင်းသွားတာကိုပြရဖြစ်တယ် POS ကိုမြင်ရင်လက်ရှိ trend အတိုင်းနဲ့ရှာဖို့ကြိုးစားရမှာဖြစ်ပြီးတော့ charge ကိုမြင်နေဆိုလို့ရှိရင်တော့လက်ရှိ trend ဖြစ်တဲ့နာပြီးဖြစ်တဲ့အတွက်အရှုံးမမြောက်အောင်လို့တတိထားရမှာဖြစ်ပါတယ်ဒီအချက်နှစ်ခုကိုသာ chart ပေါ်မှာအမှန်ကန်ခွဲခြားနိုင်မယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ trading accuracy ကတိတိတတ်တာတိုးတက်လာပါလိမ့်မယ်check ကိုဖတ်လိုက်တာနဲ့ခုနကပြောခဲ့တဲ့ key point တွေကိုအရင်ရှာရမယ်ဈေးနှုန်းကအရင်အမြင့်အဟောင်းကိုကြော်တက်သွားတဲ့နေရာတိုင်းမှာ HH လို့သတ်မှတ်မယ်အရင်အနှိမ့်အဟောင်းထက်မြင့်တဲ့နေရာမှာပြန်ပြီးတော့ quick တက်သွားတဲ့နေရာတိုင်းကို HL လို့သတ်မှတ်ပါမယ်ပြီးတော့ဒီနင်းချောင်းတွေနဲ့ဒီအမှတ်တွေကိုဆက်လိုက်ရင်ဈေးကွက်ကဘယ်ဘက်ကိုဥတည်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်တယ်ဒီနောက်မှာဆိုလို့ရှိရင်တော့ဈေးနှုန်းကနောက်ဆုံးဖြစ်ခဲ့တဲ့ HH ကိုကြော်ပြီးတော့ candle body နဲ့အပေါ်မှာပိတ်သွားတာကိုမြင်ရင်အဲ့ဒီနေရာကို POS လို့ရင်းတိုလူနဲ့မှတ်ပြီးတော့မှတ်သားထားရမယ်ပေါ့နော်ဒါက trend ခိုင်မာနေရကိုပြရဖြစ်တယ်ဒါပေမဲ့ဈေးနှုန်းကအပေါ်ကိုဆက်မတက်တော့ဘဲနဲ့နောက်ဆုံးဖြစ်ခဲ့တဲ့ HO အနေပိုင်းအမှတ်ကိုအောက်ဘက်ကိုဖောက်ဆင်းသွားပြီဆိုလို့ရှိရင်အဲ့ဒီနေရာက charge လို့သတ်မှတ်ရမှာဖြစ်တယ်ဒီလိုမျိုး chart ပေါ်မှာ POS နဲ့ charge ကိုစနစ်တကျဆွဲထက်တာကဈေးကွက်ရဲ့လာရပြောင်းလဲမှုကိုမျက်ခြေမပြတ်စောင့်ကြည့်နိုင်အောင်လို့ကူညီပေးပါတယ် charge တခု confirm ဖြစ်မဖြစ်ကိုအတည်ပြုတဲ့အခါမှာ candle body closing နဲ့ displacement ကိုကြည့်ရတယ်ပေါ့နော်ဈေးနှုန်းကနောက်ဆုံး higher low ဒါမှမဟုတ် lower high ကို weekly နဲ့ဖောက်ရုံနဲ့မဟုတ်ဘဲနဲ့ candle body တစ်ခုလုံးနဲ့တက်သားကြောဖြတ်ပြီးတော့ပိတ်သွားနိုင်မှာပဲဒါကိုခိုင်မာတဲ့ charge အဖြစ်သတ်မှတ်နိုင်တယ်အဲ့ဒါအပြင်အဲ့ဒီဖောက်ထွက်မှုကအရွယ်စားကြီးမားတဲ့ impulsive မှုဖြစ်နေပုံနဲ့ fair value get FVG လို့ခေါ်တဲ့ဈေးကွက်ခါကွက်တွေခြံခဲ့တဲ့အရှင်မျိုးနဲ့ဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်တော့ smart money တွေရဲ့အလုံးရင်းနဲ့ဝင်လာတယ်ဆိုတာကိုပို့ပြီးတော့အတည်ပြုပေးလိုက်တာဖြစ်ပါတယ်ကျွန်မကတော့ market structure ကိုကြည့်ပြီးတော့အမြဲတမ်းစီနည်းနည်းလေးပြန်အေးရဲ့ pullback ကိုစောင့်တက်တယ်ဥပမာ up trend တစ်ခုမှာ POS ဖြစ်သွားတာကိုမြင်ပြီးရနဲ့ဆိုလိုက်မဝဲပဲနဲ့ HL နေရာတစ်ခုဖြစ်လာမယ့်နေရာအထိကိုစိတ်ရှိရှိနဲ့စောင့်တယ်ဈေးနှုန်းက HL နေရာကိုပြန်ပြီးတော့ဆင်းလာပြီးတော့ rejection ပြတဲ့အခါမျိုးမှာ entry ဝင်ပါတယ်တကယ်လို့ပေါ့နော်ဈေးကွက်မှာ charge ဖြစ်သွားပြီဆိုလို့ရှိရင်တော့လက်ရှိသွားနေတဲ့ trend ကပြောင်းပြန်လှန်တော့မှာဖြစ်တဲ့အတွက် aware position ကနေအများဆုံးထွက်ဖို့ပြင်ဆင်ပါတယ်ကိုယ့်ရဲ့ stop loss ကိုလည်း structure အရာပေးခြင်းနဲ့အရင် HLs အောင်နာလေးဒါမှမဟုတ် charge မဖြစ်ခင်ကအမှတ်တွေမှာထားရပါတော့ဒီလိုမျိုး POS နဲ့ charge ကိုအခြေခံပြီးတော့စနစ်တကျလှုပ်ဆောင်မယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ trading ကပို့ပြီးတော့ရုပ်တိရှိလာမှာဖြစ်တယ်လို့စိတ်လှုပ်ရှားမှုကြောင့် margin နဲ့ software 6 meter တွေလည်းနေသွားပါလိမ့်မယ်trading ဆိုတာကလောင်းကစားမဟုတ်ဘူးဈေးနှုန်းရဲ့လှုပ်ရှားမှုကိုတဘာဝစကြခွဲခြားစိတ်ထားတဲ့ပညာရပ်ပဲအခုကျွန်မပြောခဲ့တဲ့ market structure ကိုမိတ်ဆွေအမှန်တကယ်ပိုင်နိုင်သွားပြီဆိုရင်ဒါက omni trader ဖြစ်ဖို့အတွက်ခြေလမ်းတစ်ဝက်ရှောက်သွားပြီလို့ပြောလို့ရတယ်နောက်ထပ်ဒီချက်ပို့ပြီးတော့ advanced ဖြစ်တဲ့ concept တွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ crypto pizza ရဲ့ channel ကို like follow subscribe လုပ်ပြီးတော့စောင့်ကြည့်ထားလို့ရပါတယ် trading နဲ့ပတ်သက်တဲ့ concept တွေကိုလုံးဝကိုမှအရှင်းဆုံးဖြစ်အောင်လို့ထပ်ပြီးတော့ရှင်းပြပေးသွားပါဦးမယ်တကယ်လို့ကိုက crypto exchange account တစ်ခုဖွင့်ဖို့ရှာနေရဆိုလို့ရှိရင် .crypto exchange trader ကတစ်ခုဖြစ်တဲ့ Bybit ကိုအခုပြထားတဲ့ crypto pizza ရဲ့ referral code ကိုသုံးပြီးတော့ account ဖွင့်လို့ရပါတယ်ဒီကုန်းနဲ့ဖွင့်ထားရဆိုလို့ရှိရင် crypto pizza community ကနေလုပ်သမျှ campaign တွေမှာသူများထပ်ပို့ပြီးတော့ reward တွေရနိုင်ပါလိမ့်မယ်ဆိုတော့ဒီထက်ပို့ပြီးတော့ကောင်းတဲ့ video တွေနဲ့ပြန်လာခဲ့ပါမယ်နော်